Hello ဒီနေ့ခေါ်သွားမှာကတော့နို့ရည်မြစ်တစ်ခုလိုဖြူဖွေးစွာစီးဆင်းနေတဲ့ဝီဟူဒီရေတခွန်စီပဲဖြစ်ပါတယ်။ကြောက်ဆောင်မမဲတွေရဲ့အစွန်းတစ်ဖက်မှာနို့ရည်တွေလိုဖြူဖွေးစီးဆင်းနေတဲ့မြစ်ရည်စီးကြောင်းတစ်ခုကိုတင်တွေ့ဘူးပါသလား။အနာကေးရဲ့မဲနဲ့ကြောက်တော်ကြီးစီရဲ့ခက်လန်းလန်းမှာတောအုပ်ရဲ့လှုပ်ဝက်ချက်တစ်ခုလိုပုံကွယ်နေတဲ့ရေတခွန်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ဝီဟူဒီပါ။ဝီဟူဒီဆိုတဲ့စကားလုံးဟာဟိန္ဒူဘာသာအရမြင့်သောပြားလို့အဓိပ္ပာယ်ရပါတယ်။ဒါနာကြီးတွေအရာဘလူးကြီးဘတ်ရှ်မူယာဟာယာနာကြောက်တောက်တွေကြားမှာပြာအဖြစ်လောက်ကျွမ်းသွားပြီးတဲ့နောက်အဲ့ဒီပြာတွေဟာဒီစမ်းကြောက်အတွင်းကိုစီးဝင်ပြောက်ကွယ်သွားတယ်လို့ဆိုကြပါတယ်။အဲ့ဒီမြင့်မြတ်တဲ့ပြာတွေနဲ့ရောနှောစီးဆင်းလာတဲ့ရေတခွန်ဖြစ်လို့ပဲရေအစင်းဟာနို့ရေလိုဖြူဖွေးနေပြီးဝီဟူဒီလို့အမည်သွင်းခဲ့တာဖြစ်ပါတယ်။ဒီရေတခွန်ဟာကြောက်ဆောင်အစင်းစင်းပေါ်ကနေလေကားတစ်လေးတွေလိုပဲအစင်းစင်းစီကြနေတာပါရေကန်ငယ်လေးတွေဟာကြည်လင်လုံးလို့ရေအောက်ထဲကကြောက်စိရိခဲလေးတွေကိုတောင်မြင်နေရပါတယ်နေရောက်ကြီးကတေးရွက်စိလေးတွေကြားကနေပြီးတော့ရေမောင်ရေမွှားလေးတွေအပေါ်ကိုကြားရောက်တဲ့အခါအမြေပေါ်မှာရေကူးနေသလားလို့မခံစားရပဲနတ်ဖျားတွေဖန်ဆင်းထားတဲ့ဥယျာဉ်ထဲမှာရောက်နေတယ်လို့ခံစားခဲ့ရပါတယ်ဗီဟူဒီရဲ့အေးမြတဲ့ရေတွေထဲမှာကိုလန့်တန့်စင်လိုက်တာဟာကိုခန္ဓာတန့်ရှင်းရုံတွေမကပဲစိတ်ဝိညာဉ်မှာအတိတ်တဖန်ပြန်လဲမွေးဖွားတယ်လို့ခံစားခဲ့ရပါတယ်။ကျန်းတန်းနဲ့ယာနာကြောက်ဆောက်တွေခရီးကအပြန်မှာဘာဝတရားကြီးရဲ့အေးမြမှုငြိမ်သက်မှုတွေထဲမှာကိုပြန်ရှာတွေ့ခဲ့တဲ့အတွေ့အကြုံကတော့ဘာနဲ့မှမလဲနိုင်တဲ့ခံစားမှုတစ်ခုပါ။တန်နာရီရဲကဖြူဖွေးတဲ့ရေစက်တွေအောက်မှာအပန်းဖြေဖို့တဘာဝတရားကြီးကဖန်တီးပေးထားတဲ့ဒီစပါးကြီးထဲမှာတိတ်ဆိတ်ငြိမ်သက်ခြင်းကိုရှာဖွေခြင်းနဲ့ဆိုရင်တော့ဗီဟူဒီကိုအရောက်သွားဖို့ recommend ပေးပါရစေ။နောက်ရက်တွေမှာလည်းဘယ်လိုလှပတဲ့နေရာတွေကိုခေါ်ဆောင်သွားမလဲဆိုတာကိုစောင့်ကြည့်ပေးပါဦး။အဆုံးထိကြည့်ခဲ့ပေးလို့ကျေးဇူးပါ။